အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါအားလုံးပဲကျွန်တော်ရဲ့အကိုကြီးချစ်သောအကိုကြီးအမတွေအားလုံးပဲကိုယ့်ရဲ့နော် YouTube channel လေးကိုအားလုံးပဲ subscribe မနှိပ်ရသေးတဲ့အကိုကြီးမရ subscribe နှိပ်မယ်နော်ကြိုက်နှစ်သက်တယ်နော်ကိုအောင်တင်ပေးတဲ့ကဏ္ဍလေးတွေကြိုက်နှစ်သက်မယ်ဆိုရင်လိုက်လက်မလေးတွေနှိပ်မယ်ကိုစီလေးနှိပ်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ channel လေးကအတကလေးဖြစ်သည့်အတွက်ကျွန်တော်ရဲ့အကိုကြီးမတွေကိုအားလုံးပဲအကောင်းဆုံးတွေကိုဖြစ်သွားအောင်ကျွန်တော်ဘက်ကနေပြီးတော့စူးစမ်းပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဝေဝိုင်းလေးကိုအစနဲ့အဆုံးကြီးကြီးသွားပြီးသွားအားလုံးပဲချစ်တော့အကိုကြီးမတွေအားလုံးပဲကိုရဲ့ချစ်တော့အကိုကြီးအမတွေအားလုံးပဲเนาะဒါ19ရက်နေ့19ရက်20 21ရက်ဒီဇာရိုးပတ်တီးကိုမျှော်လင့်နေတဲ့အကိုကြီးအမတွေရောเนาะနမနက်ဖန်အတွက်နေတိုက်သမားတွေရောတင်းနေတာနေ့เนาะ19ရက်နေ့နေတိုက်ကောကျွန်တော်ဇာရိုးပတ်တီးရောတခါလဲတွဲပြီးတော့တင်မိမယ်အားလုံးပဲဒီဗီဒီယိုဖိုင်လေးကိုအများမြင်များပါအောင်ဝိုင်းဝန်းပြီး share ပေးပါမျှဝေပေးပါလို့ကိုရောဘက်ကမျက်နှာရက်ခံပါတယ်เนาะကိုရဲ့ချစ်တော်အကိုတွေမတွေအားလုံးပဲကျွန်တော်ရစေခြင်းလို့เนาะစေတနာနဲ့ဖရီးလာရောက်ပြီးတော့မျှဝေပေးတာကျွန်တော်ရဲ့အကိုမကြီးအားလုံးပဲ channel လေးကိုကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအတကလေးတွေတင်တိုင်းပါเนาะအားလုံးပဲနေ့တလူမြင်သွားရအောင်လိုက်လက်မလေးတွေကိုနှိပ်ပြီးတော့เนาะ channel လေးကို subscribe လေးနှိပ်ပေးပါ subscribe နှိပ်ပြီးတဲ့အကိုတွေမတွေအားလုံးပဲဒီဗီဒီယိုဒီကျွန်တော်ရဲ့အကောင့်ဒီဘက်ဘေးလေးမှာ notification ခေါင်းလောင်းလေးရှိတယ်အဲ့ဒါလေးကိုတစ်ခါနှိပ်သွားပါဒါဆိုရင်ကျွန်တော်ဗီဒီယိုအသစ်ကလေးတွေတင်တိုင်းမှာကျွန်တော်ရဲ့အကိုကြီးအမတွေအားလုံးပဲမြင်ရမှာတွေ့ရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ရဲ့နော်ချစ်တော်အကိုတွေမတွေအကောင်းဆုံးပဲကျွန်တော်ကစေတနာနဲ့ကုညီစေတနာတရားရာခိုင်နှုန်းထားပြီးတော့ကုညီပေးတာကိုကုညီရာကျိုးရအောင်လဲကျွန်တော်ကိုလည်းပြန်ကုညီပေးဘာကြောင့်လဲဆိုတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်အကိုတွေမတွေကိုကျွန်တော်ကြိုးစားပေးမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဇာရိုးပတ်တီးကိုလည်းကျွန်တော်ပြောပေးမယ်ကျွန်တော်ရဲ့အကိုတွေအမတွေအားလုံးပဲဒီဗီဒီယိုဖိုင်ကိုအစနဲ့အဆုံးကြီးသွားမှာနားလည်မယ်သဘောပေါက်မယ်သိရှိမယ်เนาะဒါကြောင့်မို့ကျွန်တော်ကဆရာကြီးလားဆိုဆရာကြီးတော့မဟုတ်ဘူးကျွန်တော်တွက်လို့ရတာကိုကျွန်တော်ကလာရောက်ပြီးတော့ချပြပေးရခြင်းဖြစ်တယ်เนาะဒါကြောင့်မို့ကျွန်တော်ရဲ့အကိုမတွေကเนาะယုံကြည်မှုနဲ့လိုက်ပြီးတော့ဆော့လို့ပဲဖြစ်ဖြစ်เนาะဒါကြောင့်ဟိုသာဝန္နာပါလို့ပဲဆော့တာပဲဖြစ်ဖြစ်เนาะဘာကြောင့်လဲဆိုတော့လောဘကိုတော့ညာနဲ့ထိမ့်ပါဘာကြောင့်လဲဆိုတော့လုံးဝလောဘတွေတော့မကြီးပါနဲ့ကိုပိုင်ကိုတရားဖို့တက်နိုင်ရင်တရားဖို့ပဲကစားမယ်1000ဖို့တက်နိုင်ရင်1000ဖို့ပဲကစားမယ်ကိုတိုက်နိုင်တဲ့လောက်ကလေးပဲကိုကစားဖို့တက်ပဲကိုအောင်ကတိုက်တွန်းပေးပါတယ်အားလုံးပဲဘာဖြစ်လို့လဲဆိုတော့မနိုင်တဲ့ဝင်တွေကိုထမ်းလိုက်တဲ့ခါကျတော့ကျွန်တော်ရဲ့အကူဒီမတွေအားလုံးပဲရသွားခဲ့ရင်အဆင်ပြေတယ်မရခဲ့ရင်အဆင်မပြေဘူးဒါကြောင့်မလို့ကျွန်တော်ကအတတ်နိုင်ဆုံးเนาะဒါဇာရိုးပတ်ဒီတစ်လုံးနဲ့ကျွန်တော်မေရောနှစ်ခွက်ကျွန်တော်ချပေးမယ်เนาะကျွန်တော်ရဲ့ဒီ comment လေးမှာလည်းမန့်စီခြင်းပါတယ်အားလုံးပဲကျွန်တော်ရဲ့ချစ်တော်အကူဒီမတွေအားလုံးပဲကျွန်တော်ပေးရမှာကျွန်တော်ပေးလိုက်တဲ့ကဏ္ဍလေးဒီပေါက်သွားလို့ရှိရင်ကျွန်တော်ရဲ့အကူမတွေကငွေတပြားတစ်ချက်မှပေးစရာမလိုကိုပေါက်ရင်ကိုယူเนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေကအားလုံးပဲကိုအောင်နဲ့လက်တွဲခြင်းနဲ့ဆိုတဲ့အကူဒီမတွေကတော့เนาะအားလုံးပဲကျွန်တော်ကိုအောင်ပြောတာလေးကိုနားထောင်မယ်เนาะဂယူးဆိုင်မယ်လိုက်ဆော့မယ်ဆိုရင်တော့အဆင်ပြေမယ်เนาะအားလုံးပဲမနက်မှာ19ရက်20 21ရက်ဒါဗိုလ်ရူးမကျော်ဒါပတ်တီးတစ်လုံးကျွန်တော်ပြောပြမယ်နောက်တစ်ခုကမနက်မှာနေတိုက်အတွက်ကျွန်တော်ဝမ်းချင်းလေးစုံနဲ့ပြောပြထားခဲ့မယ်เนาะကျွန်တော်ရဲ့ကိုဒီမအားလုံးပဲကျွန်တော်ပြောပြလိုက်မယ်မနက်မှာတစ်နေ့တာဝမ်းချင်းတစ်စုံကနှစ်ခုံဝမ်းချင်းဖြစ်ပါတယ်နှစ်ခုံဝမ်းချင်းကိုကျွန်တော်အကိုဒီမတွေကို168နဲ့ကတ်မယ်เนาะနှစ်ခုံကို168နဲ့ကတ်မယ်ဒါနေတိုက်ပါတစ်နေ့တာအတွက်တစ်နေ့နာနေအတွက်တစ်နေ့တာဒါလိုက်ဆော့ရမယ်ကဏ္ဍလေးတွေပါနောက်တစ်ခုကကျွန်တော်ရဲ့အကိုဒီမတွေ3ရက်မကျော်เนาะဗိုလ်ရူးမကျော်ဇာရိုးပတ်တီးတစ်လုံးက9ဖြစ်ပါတယ်9နဲ့ဆိုရင်ဘာတွေမွေးထုတ်ရမလဲကိုအောင်ရေးဆိုရင်ကျွန်တော်ပြောပြမယ်9နှစ်9ကိုအဲ့နှစ်ကွက်ကိုမွေးထုတ်မယ်ဒါဗိုလ်ရူးနဲ့ဒီတော့ဒါဇာရိုးမွေးရမယ်နှစ်ကွက်ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောသွားတာကနှစ်ခုံကို168ဆိုတာကเนาะဒါနေတိုက်ကစားရမယ်အခုဒီကျွန်တော်ပြောလိုက်တဲ့9ဇာရိုးပတ်တီးက9ပတ်တီးဆိုတာက9နှစ်9ကို9ပတ်တီးအဲ့ဒါကတနင်္လာအင်္ဂါဗုဒ္ဓဟူးအဲ့3ရက်ကိုဆော့ရမယ်ကျွန်တော်ရဲ့ပတ်တီးဒီအင်္ဂါမကျော်တာတော့ကျင်းနေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီဇာရိုးပတ်တီးဆိုရင်တရားရာခိုင်နှုန်းအာမခံတယ်ဒါကြောင့်ကျွန်တော်အကူမတွေလိုက်လဲဆော့စေခြင်းနဲ့ဇာရိုးပတ်တီးကိုစိတ်ဝင်စားတဲ့အကူမဆိုလိုက်ဆော့သင့်တယ်ကျွန်တော်ကနော်ရှယ်ဖြုတ်ဖို့အတွက်ကျွန်တော်ရဲ့အကူမတွေကိုကျွန်တော်ကအဆင်ပြေအောင်လုပ်ပေးတာအားလုံးပဲချစ်တော်အကူတွေမတွေအားလုံးပဲနော်ဒါကြောင့်မလို့ကျွန်တော်ရဲ့အကူမတွေအားလုံးပဲရကြပါစေနော်ရပါစေဆိုတဲ့ဆန္ဒနဲ့ကျွန်တော်ကလာပြီးတင်မိတာပါမနက်မှာဒါနေတိုင်းမှာဆိုရင်ကျွန်တော်ကနှစ်ခုံဝမ်းချင်းရတယ်နှစ်ခုံဝမ်းချင်းကို168နဲ့ကတ်မယ်
ဇာတို့ပတ်တီဆိုရင်ဗုဒ္ဓမြတ်ဇာတို့ပတ်တီဆို9တလုံးမှန်နဲ့9နဲ့9ကိုနော်အားလုံးပဲကျွန်တော်တို့မနက်ဖြန်မှာကျွန်တော်နေတိုက်ကပဲအဆင်ပြေမလားနော်ဇာတို့ပတ်တီလေးပဲအဆင်ပြေမလားဆိုတော့စောင့်ကြည့်တဲ့အနေနဲ့နော်မနက်ဖြန်ကိုလိုက်ကစားစေချင်ပါလေယုံကြည်မယ်ဆိုရင်လိုက်ကစားစေချင်ပါလေကျွန်တော်ကဘာကြောင့်လဲကျွန်တော်ရတာကိုပဲကျွန်တော်တင်ပေးတာကျွန်တော်ကြိုက်လုံးအားကြီးလို့ကျွန်တော်လာတင်ပေးတာဒီနေ့ကနေစပြီးတော့ကျွန်တော်ရဲ့အကိုတွေအမတွေကိုအကောင်းဆုံးဖြစ်အောင်လဲကြိုးစားပေးထားမယ်အကောင်းဆုံးဖြစ်နိုင်အောင်လဲကျွန်တော်အများနဲ့တင်ပေးသွားမယ်ဆိုတာကိုပြောရင်းနဲ့ပဲเนาะအားလုံးပဲကျွန်တော်ရဲ့ချစ်တော်ကိုဒီမတွေစိတ်ရင်ချမ်းသာခြင်းကိုရင်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါသေးเนาะအားလုံးပဲလူမှုရေးစီးပွားရေးအဆက်အသွယ်အားလုံးမှာလဲအစဉ်ပြေချောမွေ့ကြပါစေလို့ကိုယ့်ရဲ့ channel အတစ်ကလေးကနေပြီးတော့စုမှုကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ချစ်တော်အကူမကြီးရှင်လန်းချမ်းမြေ့ကြပါသေးအားလုံးပဲเนาะအားလုံးပဲဗတ်မှန်ပါအားလုံး